ဒါမနေ့ကကျွန်တော်ပြောထားတဲ့ဟာလေးပေါ့နော်3110ကိုဒီကောင်ဒီ nozzle check error ခဏခဏဖြစ်နေတယ်ဒီကောင်ကတော့ခဏခဏမဟုတ်တော်တော်ကိုဖြစ်တာပေါ့အဲ့တော့ nozzle check ဟုတ်ကဲ့ဒါကကျွန်တော်တန်းပြောလိုက်တာပေါ့နော်တကယ်တော့ mini နှလုံးလင်းနေmini နှလုံးလင်းနေပြီဆိုလို့ရှိရင်ကျွန်တော် error ပေါ့နော်ဘာ error ဖြစ်လဲအဲ့ဖြစ်တဲ့ error ကိုသွားကြည့်ရအောင်ခဏကပုံစံတိုင်းကျွန်တော်ဒီနေရာမှာ device and printer သို့မဟုတ်ရင် control panel ပေါ့နော် control panel လို့ရဒီထဲဝင်ရှာလိုက်ရဒီမှာလည်း device and printer ဆိုတာပါတယ် device and printer အဲ့မှာကျွန်တော်ဒီ printer ကိုသွားကြည့်မယ်ပေါ့နော်လက်ရှိကျွန်တော် web printer တစ်လုံးကလည်းစမ်းပြီးထုတ်ထားတာအဲ့ကောင်လေးကပြီးရင်ပြောပြပေးမယ်နော်ဒီမှာ3110 copy 1ပေါ့အခုဒီကောင်copy 2ဖြစ်မယ် copy 2ပေါ့နော်ဒီကောင် right click ထောက်မယ် print preference နဲ့ကိုဝင်မယ်ပြီးရင် maintainer ကိုသွားမယ်ထုံးစံတိုင်း Epson status monitor မှာကျွန်တော်သွားကြည့်မယ်ပေါ့သူဒီကောင်ကြတော့ error code ပေါ့နော်0025 okay 0025ဆိုတာဒီနောက်ကစင်ဆာပေါ့နော်ဒါပေမဲ့လာတော့ဒီကောင် nozzle check ဆိုပြီးလာသေးတယ်ပြောချင်တာ nozzle check နဲ့0025နဲ့ကတူလားလို့မေးရင်တော့တူတယ်လို့ပြောလို့ရတယ်ဖြစ်တဲ့ error ပေါ့နော်စင်တယ်ပေါ့နော်တူတယ်ဆိုတာအဲ့တော့ကျွန်တော် printer ကိုပြန်ပိတ်မယ် mini လုံးနေတဲ့အထဲမှာဘာမှားနေလဲကျွန်တော်တို့ကြည့်ကြမယ်ပေါ့နော်ကြည့်ကြမယ်ဆိုရင် power ရင်ပိတ်မယ်သူ့ရဲ့ထိုးထားတဲ့ကြိုးလေးတွေကျွန်တော်တို့ဖြုတ်မယ်ပေါ့နော် power ကြိုးလေးတွေဖြုတ်မယ်hardware wine ကင်ပြီဆိုရင်တော့ power ဖြုတ်ထားတာတော့အကောင်းဆုံးပဲပေါ့နော်ပြီးရင်ဒီကောင်ဒီ300ကျော်ဒီရှေ့မှာနှလုံးပါတယ်နှလုံးကျွန်တော်တို့ဖြုတ်ကြည့်မယ်ပတ်ကလေးတစ်လုံးလေးကျွန်တော်ထည့်လဲထည့်ထားပါတော့နှက်ကလေးပျောက်တော့မှရောက်လို့အဲ့တော့ printer ကဘယ်လောက်ထိဖြုတ်ရမလဲကျွန်တော်တို့မသိဘူးလေနော်အဲ့တော့ဒီရှိကနှလုံးဖြုတ်လဲဖြုတ်ပြီးတော့ဒီအပေါ်ချမ်းလေးကျွန်တော်ကနှံလို့ရသွားပြီဗျနှံလို့ရသွားပြီဒီအပေါ်ခေါင်းချမ်းဖြုတ်မယ်ဆိုရင်ဒီ cable လေးတွေပေါ့ဖြည်းဖြည်းလေးကင်ဖြုတ်ပြတက်တက်လေးတော့ဖြုတ်ဘာလို့စောင်းသွားရင်ကလစ်တွေစောင်းတာတို့ဘာလို့ဖြစ်တတ်တယ်ဗျပြီးရင်ဒီဘက်မှာဒီတစ်ချောင်းဒီဘက်မှာချိုးတစ်ချောင်းပြီးရင်ဒီကောင်ကိုဒီဘက်ကို slide ကလေးတိုးလိုက်ပေါ့ဒီဘက်ကို slide ကလေးနည်းနည်းတိုးလှုပ်ပြီးတော့ဖြုတ်ကြည့်ပေါ့နော်45 degree လောက်ထားပေါ့နော်လောက်ဆို45 degree လောက်ထားပြီတက်တက်ဆိုရင်ကျိုးသွားတတ်တယ်ဗျ45 degree လောက်ကိုဒီဘက်ကိုဆွဲပြီးဖြုတ်လိုက်အဲဆိုရင်ဒီမှာအပေါက်ကလေးပါဒီမှာအပေါက်ကလေးပါတယ်အဲ့အပေါက်ကဒီကငုတ်ကိုဆွတ်ဒီမှာကျတော့သူကငုတ်ကလေးဗျဒီအပေါက်ကိုဆွတ်တာပေါ့နော်အဲ့တော့ဒီဘက် slide ကလေးဖြုတ်ရင်တော့ဒီအပေါ်ချမ်းပြုတ်သွားလိမ့်မယ်ပေါ့ဒီအပေါ်ချမ်းကျွန်တော်ပြုတ်သွားအဲ့တော့ဒီကောင်မှာလက်ရှိ error ကြည့်ရတာကဘယ်ကောင်ဖြစ်နေရလဲဆိုဒီမှာက cable ကျိုးကခောက်သွားတာဗျခောက်သွားပြီးတော့ hacker website မတွန်းနိုင်တော့ခုနက0025ပေါ့နော်အဲ့ error ပြတယ်nozzle check ပြတယ်ဆိုရင်လည်းဒီ cable မကောင်းရင်လည်း nozzle check ဆိုပြီးတော့ခဏပြတယ်ဗျအဲ့တော့ဒီ cable လေးတွေကအထုပ်အလုပ်လုပ်ရတာများတော့ကျိုးတာလည်းဖြစ်တတ်တယ်ခောက်တာလည်းဖြစ်တယ်ကတ်ထားတဲ့တိတ်ကလေးတွေကွာသွားလို့လဲဒါဆိုရင်တော့တိတ်ကွာသွားပြီးတော့မတိပဲနဲ့ထုံးရင်နဲ့ cable ခောက်တဲ့အဆင့်ထိရောက်သွားတော့ cable ကိုဆက်မသွားတော့ဘူးဗျကောင်းကောင်းဒီမှာအခုသွားတယ်ဆိုရင်ဒီဘက်ပြန်လာရင်ဒီမှာခောက်သွားပြီအဲ့တော့ဒါဆိုရင် error ဖြစ်သွားပြီပေါ့နော်nozzle check သုံးမဟုတ်ရင်ခုနက0025ပေါ့နော်အဲ့တော့တကယ်လို့တစ်ခါတလေဒီ cable ကြောင့်လည်းဖြစ်တတ်တယ်လို့ဒီ cable ကသွားထားတဲ့နောက်မှာစင်ဆာလေးပါတယ်ဗျစင်ဆာကတ်ကလေးအဲ့ကတ်ကလေးကစင်ဆာကြီးတက်ထားလို့ပေတာလို့လည်းဖြစ်တတ်တယ်โอเคကျွန်တော်တို့ပြောနေရဆိုင်ဖြုတ်ကြည့်လိုက်အောင်နော်အဲ့တော့လောလောဆယ်ဒီ cable ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ cable လဲချပြမှာပေါ့နော် cable အစ်စ်တွေကျွန်တော်မှာရှိတယ်ဗျဒီ cable အစ်စ်တွေကျွန်တော်လဲချပြမယ်လဲချပြပြီးတော့စမ်းကြည့်မယ် file နဲ့ဆိုလို့ရှိရင်တော့ဒါဒီfile တယ်ဆိုရင်မဟုတ် file ကို file မှာပါဒါ cable error ဖြစ်တာဟုတ် file နဲ့ဆိုလို့ရှိရင်တော့ဒါပြီးသွားပြီပေါ့နော်လောလောဆယ်ကျွန်တော်ဖြုတ်ပုံဖြုံနည်းလေးကျွန်တော်ပြပေးမယ်ဗျဒါဆိုရင် head ထဲက cartridge လေးကျွန်တော်ဖြုတ်မယ်ပေါ့နော်ဒီ cartridge ဘူးလေးတွေအဲ့တော့ဒါလေးကတော့ကျွန်တော်တနေရာမှာညင်အောင်လဲထားပေါ့နော်ဆိုတော့ဆေးလေးလေးစီးလာတတ်တယ်โอเคအဲ့တော့ cable မဖြုတ်ခင်မှာโอเคဒီဘက်မှာ click လေးရှိတယ်ဒီ click ကဘေးမှာနှစ်ဖက်ဗျဒီဘက်ဘေးလေးမှာမြင်ဒီဘက်ဘေးလေးမှာပေါ့ဒီကောင်လေးမှာအဖြူလေးကိုထိုးလိုက်အပေါ်မှာပါလက်ညိုးလေးကအပေါ်မှာထားနော်ဒီဘက်ကကောင်ဆိုလဲအဲ့တိုင်းပဲဒီဘက်ဘေးမှာအဖြူလေးကလစ်လေးစီမှာထားလိုက်ပြီးရင်ဒီဘက်ဆိုအပေါ် slide ကလေးနဲ့ထွက်လာမယ်အဲ့ဒါပြီးရင်ကျွန်တော်တို့က head ထုတ်မယ်ပေါ့နော်head ဆေးကျင်တဲ့လူတွေလည်းဒီပုံစံနဲ့ထုတ်လို့ရတယ်နော် head ကိုထုတ်မယ်ကျွန်တော် head ကြီးပဲဒီကောင်ကိုကျွန်တော်တစ်စုံလုံးလဲပေးဖို့များတယ်ဗျဘာလို့ဆိုတော့ cable ကိုကျွန်တော်ကအတစ်လာထည့်လို့ရှိရင် hack cable နဲ့သူကပူးရဲဆိုတော့သူ့ရဲ့အရာလေးတိုင်းကျွန်တော်ကပြန်တက်ပေးရမှာမဟုတ်လို့လေနော်လိုရရင်လည်းအတစ်ထည့်မယ်မလိုရရင်လည်းသူ့ hack cable အဟောင်းမဲ့သုံးမယ် okay ဒါဆိုရင်ကျွန်တော်တို့net 3လုံးကျွတ်သွားပြီဆိုတာနဲ့ဒီ hack cable လေးကိုထုတ်လို့ရပြီဗျအဲ့ဒါလေးသူကလည်းချက်နေလိုက်တာ hack cable ဆိုရင်ဒီ hack ကလေး cable လေးကိုနောက်ကိုပဲထုံးစံတိုင်းဖြည်းဖြည်းလေးပဲတန်းလေးဖြုတ်မယ်ပြီးရင်ဒီ hack ကလေးကိုကျွန်တော်တို့ပြင်တန်းရှင်းလေးလုပ်မှာ hack ကတွေ့နေပေးတူးနေတာပေါ့နော်ဒါလေးလည်း tissue လေးနဲ့တိုးပြီးတန်းရှင်းလို့မယ်ဒီဘက်ပေးကြတော့တုပ်လို့ရတယ်ပေါ့နော်
เคကျွန်တော်လောလောဆယ်ဒီ hack ကလေးကိုဒီဘက်ကိုထားထားမယ်ပြီးရင်အခုဒီကေပဲပေါ့နော်ဒီကေပဲကနောက်မှာစန်စာကတ်ကလေးပါတယ်ဗျအဲ့စန်စာကတ်ကလေးပဲကျွန်တော်ဆွဲဖြုတ်လိုက်မယ်ပေါ့နော်ဟုတ်ပြီပြီးရင်နောက်ကပိတ်ကတ်ကိုထိန်းထားတဲ့အဖုံးလေးကျွန်တော်ဖြုတ်ဒီကောင်ကတစ်ခါတလေဆိုဒီနားမှာဟိုစပလင်လေးကကျွတ်သွားလို့ရှိရင်လည်း paper jam တွေပါလေသူကဖြစ်တတ်တယ်ပေါ့နော်ကဲကျွန်တော်အဲ့ချိတ်ကိုလမ်းဆွဲစရာဒါတော့မောင်နေမြင်ရမှာမဟုတ်ဘူးနော်ဒီစပလိန်လေးဗျအဲ့စပလိန်လေးတစ်ခါလေကျွတ်နေတာတော့ဆွဲပြီးပြတ်သွားတာဆိုရင်ဒီက paper ထည့်လို့ရှိရင် paper jam ပေါ့နော် paper jam တွေဖြစ်တတ်တယ်ဗျโอเคဒီကောင်ကဒီဘက်ဘေးကိုဟုတ်တယ်ဒီဘက်ဘေးကို slide ကလေးနဲ့အားလေးနဲ့ဖိတွန်းလိုက်ဗျဆိုရင်ဒါလေးကျွတ်သွားအဓိကကျွန်တော်ဒီကောင်ကိုချွတ်နေရတဲ့အကြောင်းရင်းကဒီနောက်ကကျိုးလေးကိုကျွန်တော်ဒီနောက်မှာစန်စာကတ်လေးကိုဖြုတ်ပြီးတေချာတက်ချင်လို့ပေါ့နော်ဒီ hack cable ဆိုရင်လည်းဒီမှာပုံမှန်ထိုးထားတဲ့ hack cable လေးတွေကျွန်တော်တေချာဖြုတ်မယ်ပြီးရင် pick up ဖြုတ်မယ်ပေါ့နော် pick up ဖြုတ်မယ်အပိုင်းကနောက် tray လေးကဒီဘက်ကောင်လေးကိုကျွန်တော်ကိုမှရှိတဲ့အမာတစ်ခုခုပေါ့နော်ဝက်လည်းအပြားတွေပါလေရတယ်ဒါပေမဲ့တတိတော်ထားပေါ့နော်နည်းနည်းလေးသူကကျိုးသွားတတ်တယ်ဗျဒီကောင်လေးကကောအကျွတ်ကလေးတွေဆိုတော့လေနော်โอเคပြီးရင်ဒီဘက်ကကောင်လေးပြုတ်သွားပြီဆိုနောက်မှသူက supply လေးနှလုံးပါတယ် supply လေးနှလုံးအဲ့ supply လေးနှလုံးလေအဲ့ကောင်လေးကမောင်းပြန်ကန်ပေးတာပေါ့လေပြီးရင်ကျွန်တော် pick up ချွတ်မယ်လောလတ်ချွတ်လို့ရအောင်ပေါ့နော်pick up ချွတ်ရင်ဒီဘက်မှာကျွန်တော်ကမောင်းကွာနှစ်ခုလေးရှိတယ်အဲ့မောင်းကွာနှစ်ခုလေးကိုကျွန်တော်ကညှစ်လိုက်တာဗျညှစ်လိုက်ပြီဆိုရင်ဒီကောင်လေးကလောလတ်ကူဝဲကျွတ်ပါလိမ့်ပြီးရင်ဒီကောင်လေးပါထွက်လာဒါပေမဲ့ဒီနောက်မှာသူက supply လေးပါတယ်နော်ဒီ supply လေးကကျွတ်သွားတတ်တယ်နော်ဒါကျွတ်သွားလည်းဘာမှဖြစ်ပြန်တက်ပေါ့နော်ပြန်ကောက်ပေါ့ဒါဆိုရင် pick up လဲမဲ့ဆိုတဲ့လူတွေကဒီ pick up အပိုင်းလေးပေါ့နော်โอเคအခုလက်ရှိကျွန်တော်လိုချင်တာကဘာလို့လိုချင်တာလဲဆိုတော့ဒါလေးကတစ်ဖက်ဟိုအဝတ်စုပ်ကလေးပေးပါလက်ရှိကျွန်တော်လိုချင်တာကဒီကောင်ကိုထုတ်မယ်ဆိုတော့မောင်းလေးရှိတယ်ဗျဒီမောင်းလေးကိုဖိပြီးတွန်းထားလိုက်တွန်းထားပြီးရင်သူကဒီမှာလက်ကင်လေးပါတယ်တွန်းလို့ရတဲ့ကောင်လေးပါတယ်အဲ့တော့ဒါလေးဖိတာတော့ကို slide လေးတွန်းလိုက်ပါနော်ဒါဆိုရင်ကျွန်တော်ဒါ cable လဲတဲ့အစင်းအနေနဲ့တော့အစင်းပြေမယ်ပေါ့နော်ဒါဒီ cable ပေါ့ဒီ cable လေးကျွန်တော်လဲချပြမှာဒီ cable ကဒီမှာလဲပေါက်သွားပြီဗျဒီမှာလဲပေါက်ပါတယ်ဒီမှာဆိုလဲကျိုးသွားတယ်ပေါ့နော်အဲ့တော့ cable ကနာသွားပြီပေါ့အဲ့ဒီမောင်းလေးပြီးရင် cable ပြန်တက်ရင်ဒီလိုလေးပြန်တက်မှာပေါ့နော်ပြီးရင်ဒီလိုလေးပြန်တက်မယ်ဒီဘက်ကို slide ဆွဲချလိုက်ရင်ရတယ်အဲ့တော့ဒီ cable လေးပေါ့ဒီ cable လေးကကျွန်တော် cable အတစ်ထဲကနေပြီးတော့ဒါတွေက360 cable သူ310 cable လေးကျွန်တော်ရှာပြီးတော့သူ line လေးတိုင်းချိုးပြီးတော့ကျွန်တော်တက်သွားမှာအဲ့ဒါတစ်ဆင့်နောက်တစ်ခုကဒီနောက်မှာပေါ့ like cable အသေးလေးဝင်ထားတဲ့ sensor လေးကျွန်တော်ဖြုတ်ပြပေးပါဗျဒီအသေးလေးဝင်ထားတဲ့ sensor ဝက်လည်းအသေးလေးတစ်ချောင်းလိုမယ်အဲ့ဒါအဲ့ဒီဝက်လည်းအသေးလေးဘူးလိုလေးပေးတယ်မှာဟိုပါအဝါချောင်းလေးလည်းရတိလားဖင်အကြည့်လေးနဲ့လေအဲ့ဒီမှာမပါမှာမဟုတ်ဒါရှည်လုံးအကြည့်တယ်ဟုတ်ပြီဒါတော့ဟုတ်လေအတူဆိုရင်ရပါတယ် laptop ဖြုတ်တဲ့ကောင်တဲကအတူလေးလည်းရကပ်ကလေးဖြုတ်ချင်အသေးလေးနဲ့ပေါ့အသေးလေးနဲ့လှမ်းပြီးတော့ဖြုတ်လိုက်ပေါ့နော်မဟုတ်ရင်တော့ကျွန်တော်ဘေးခွက်ကြီးပါဖြုတ်လို့ရတယ်တော့ဒါပေမဲ့ကျွန်တော်ကအလွယ်နည်းကိုပြပေးတာဗျဇာကနာအဖြောင်လေးပါပေးတာခတ်မယ်နော်ဒါပေမဲ့ကျွန်တော်ကဟိုပါပေါ့ကက်ကလေးကဘယ်လိုမျိုးလဲဆိုတာသိကျင်လို့ဖြုတ်လိုက်တာတကယ်လို့ကက်ကဒီကက်ကလေးပေါ့ဒီကောင်ကဒီမှာထိုးတာဒီခုနက cable အသေးလေးပေါ့နော်ဒါလေးကဒီမှာလာထိုးထားတာဒီမှာလာထိုးထားတာကြတကယ်လို့ကိုကဒီကနေဇာကနာလေးနဲ့ဒီကောင်ကိုကင်ပြီးတော့
ဒီကောင်ဇာကနာလေးကညှက်ပြီးတော့လှန့်ထိုးမယ်ဆို